လီဖြူဖြူထွေးနဲ့ပတ်သက်ပြီးလက်ရှိလူမှုကွန်ရက်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဖြူဖြူထွေးဆိုတာ hard video လေးတွေနဲ့စတင်လူသိများလာပြီးအခုဆိုရင်မြန်မာနိုင်ငံရဲ့ထိပ်တန်း AKP တယောက်ဖြစ်နေပါပြီ။ဒါပေမဲ့အောင်မြင်မှုနဲ့အတူဝေဖန်မှုတွေကလည်းလွန်ရဲနေပါတယ်။အတိကဝေဖန်ခံရတာကတော့သူမရဲ့ဟာသတင်းစပုံဖာဝဲအချို့ကသူမရဲ့တင်ဆက်မှုတွေကိုယူသားပြီးချစ်စရာကောင်းတယ်လို့မြင်ကြပေမဲ့အချို့ကတော့အော်ဟစ်တာတွေပူရှန်တဲ့အမူအရာတွေဟာကြည်ရတာအနှောင့်အယှက်ဖြစ်တယ်လို့ဝေဖန်ကြပါတယ်။လက်ရှိမှာအပြင်းထန်ဆုံးဝေဖန်ခံနေရတဲ့အချက်ကတော့ကြော်ညာလက်ခံမှုဖာဝဲဖြူဖြူထွေးဟာကြော်ညာပေါင်းစုံကိုလက်ခံရိုက်ကူးပေးနေသူဖြစ်လို့သူမကြော်ညာတဲ့ဂုံပစ္စည်းချို့ရဲ့အရေးအသွေးနဲ့ပတ်သက်ပြီးပရိသတ်တွေမေကွန်းထုတ်လာကြပါတယ်။ပိုက်ဆံရရင်ဘာမှဆိုကြော်ညာပေးတာလားဆိုတဲ့အမည်နဲ့စားသုံးသူကဝယ်ယေရှုထောင်းကနေပြင်းပြင်းထန်ထန်ဝေဖန်တာတွေကိုခံနေရတာဖြစ်ပါတယ်။သူမဟာအလူတန်းရရောသူတယောက်အဖြစ်လူသိများပါတယ်။ဒါပေမဲ့လူလုတ်တိုင်းဗီဒီယိုရိုက်တာကင်မရာရှေ့မှာပဲလုပ်ပြတာတွေကိုplay လှုပ်ရှားတာလို့ယူဆသူတွေရှိလာပါတယ်တစ်ဖက်မှာလည်းဘလို့ပဲဖြစ်ဒူလူနေတာပဲတကယ်ကြိုးရှိတာပဲဆိုပြီးကာဝယ်ပေးတဲ့ပရိသတ်တွေလည်းခိုင်မာရှိနေပါတယ်ဒီအချက်ကတော့ပရိသတ်တွေကြားမှာအမြဲတမ်းနှစ်ချမ်းကွဲနေတဲ့ case တစ်ခုပါဖြူဖြူထွေးရဲ့ထူးခြားချက်ကတော့ဘလို့ဝေဖန်မှုတွေပဲလာသူမဟာတုံးပြန်မှုအနည်းဆုံးဖြစ်နေတာပါပဲသူမလို့ဆရာရှိတာကိုပဲဆက်လုပ်နေပြီးပြုံးလေးပဲနေတတ်ပါတယ်ဒါဟာအချို့အတွက်တော့စိတ်ရှိသေးခံတတ်တဲ့လေးကျင့်လို့မြင်ရပေမဲ့ဝေဖန်သူတွေအတွက်တော့ပရိသတ်ရဲ့အတန်ကိုဂယုမဆိုင်ဘူးလို့ထင်မြင်စေပါတယ်ငါးနီကုန်းနဲ့သုံးသက်ချက်အနုပညာရှင်တယောက်ဖြစ်လာပြီဆိုရင်ချစ်တဲ့သူရှိတယ်လို့မုန်းတဲ့သူလည်းရှိစမြဲပါဖြူဖြူထွေးနေနဲ့လက်ရှိဝေဖန်မှုတွေကိုတင်ခန်းစာယူပြီးသူမရဲ့ healing အရေးအသွေးနဲ့ကြော်ညာရွေးချယ်မှုတွေကိုပို့ပြီးစနစ်တကျလှုပ်ဆောင်သွားမလားဒါမှမဟုတ်အခုအတိုင်းပဲဆက်သွားမလားဆိုတာကတော့စောင့်ကြည့်ရမယ်ကိစ္စပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်